မျက်စိမုံလာတာကိုအသက်ကြီးလို့ဖြစ်တာပဲဆိုပြီးပေါ့ဆမနေတင်ပါဘူးအတွင်းသိမ်ဆိုရင်ခွဲစိတ်ကုသလိုက်လို့ပြန်ကောင်းနိုင်ပေမဲ့ရေသိမ်ကြောင့်ဆိုရင်ဆုံးရှုံးသွားတဲ့အမြင်အာရုံကိုပြန်မရနိုင်တော့ပါဘူးရှင်ကျမကတော့ဆေးပညာဗဟုသုတတွေကိုမျှဝေပေးနေတဲ့ဒေါက်တာထွန်းမော်ခိုင်ပါကျမဒီနေ့ပြပြပေးမယ့်အကြောင်းအရာကအတွင်းသိမ်နဲ့ရေသိမ်အကြောင်းပဲဖြစ်ပါတယ်လူတော်တော်များများကအတွင်းသိမ်နဲ့ရေသိမ်ကိုရောထွေးနေတတ်ကြပါတယ်နှစ်ခုစလုံးကအမြင်အာရုံကိုထိခိုက်စေနိုင်တဲ့ယောဂတွေဖြစ်ပေမဲ့ဖြစ်ပွားတဲ့နေရာယောဂလက္ခဏာနဲ့ကုသပုံချင်းမတူညီပါဘူးဆေးပညာအရအတွင်းသိမ်ကို cataract လို့ခေါ်ပြီးတော့မှရေသိမ်ကို glaucoma လို့ခေါ်ပါတယ်အတွင်းသိမ်ဖြစ်တာကကျမတို့မျက်စိထဲမှာရှိတဲ့ကင်မရာမှန်ဘလူးလိုမျိုးမှန်ဘလူးလေးကနောက်ကျလာပြီးတော့မှအတွင်းသိမ်ဖြစ်တာပါအတွင်းသိမ်ရဲ့လက္ခဏာတွေကမြင်ကွင်းမှာမြူတွေဆိုင်နေသလိုမျိုးမုံဝါးဝါးနဲ့မြင်ရတာမျိုးပါအယောင်အတောက်တွေကိုလည်းအယောင်မိန်မိန်တွေပဲမြင်ပြီးတော့အဝါရောင်တန်းနေတဲ့အယောင်လိုမျိုးမြင်ရတတ်ပါတယ်လူတွေမှာအတွင်းသိမ်ပိုဖြစ်နိုင်လဲဆိုရင်အသက်ကြီးတဲ့လူတွေစီးကျိုယောဂရှိတဲ့လူဆေးလိပ်တောက်တုံတဲ့လူတွေနဲ့မျက်စိထိခိုက်ဖူးတဲ့လူတွေမှာပိုဖြစ်နိုင်ပါတယ်စတီရိုက်ဆေးကိုရေရှည်ဆွဲတောက်နေရတဲ့လူတွေမှာလည်းအတွင်းသိမ်ဖြစ်နိုင်ခြေပိုများပါတယ်အတွင်းသိမ်ဖြစ်လာရင်ဆေးတောက်ရုံမျက်စင်ခက်ရုံနဲ့အမြင်အာရုံပြန်မကောင်းပါဘူးဒါပေမဲ့ခွဲစိတ်ကုသလိုက်တယ်ဆိုလို့ရှိရင်အမြင်အာရုံက100%နီးပါးပြန်ကောင်းနိုင်ပါတယ်နောက်ကြည့်နေတဲ့မှန်ဘလူးလေးနေရာမှာကြည်လင်ပြတ်သားတဲ့မှန်ဘလူးအတုလေးကိုပြန်ပြီးအစားထိုးလဲလှယ်လိုက်မယ်ဆိုလို့ရှိရင်အမြင်အာရုံကပြန်လဲကြည်လင်လာမှာပဲဖြစ်ပါတယ်။ကဲရေသိမ်အကြောင်းဆက်ပြောလဲအောင်ရေသိမ်ဆိုတာကကျမတို့မျက်စိရဲ့အမြင်အာရုံကြောပျက်စီးလာတဲ့ယောဂတစ်မျိုးပဲဖြစ်ပါတယ်။အများအားဖြင့်မျက်စိအတွင်းပိုင်းက pressure တက်လာတာကြောင့်မို့ပဲဖြစ်ပါတယ်။ရေသိမ်ကအတွင်းသိမ်ထက်ကိုဘာလို့ပိုပြီးကြောက်ဖို့ကောင်းတာလဲဆိုရင်သူကဆက်စချင်းမှာယောဂလက္ခဏာမပြပါဘူး။လူနာကမျက်စိနာတာမျိုးမျက်စိနီတာမျိုးလည်းမရှိဘဲနဲ့တဖြည်းဖြည်းနဲ့ဒီ peripheral vision လို့ခေါ်တဲ့ဒီဘေးဘက်တွေကိုမမြင်ရတော့တာမျိုးဖြစ်တတ်ပါတယ်။ဖြည်းဖြည်းနဲ့ဘေးဘက်အမြင်အာရုံတွေဆုံးရှုံးလာပြီးတော့မှပိုက်တစ်ခုတွေကနေကြည့်နေရတယ်လို့မျိုး tunnel vision လို့ဖြစ်လာပြီးနောက်ဆုံးမှမျက်စိလုံးဝအမြင်အာရုံကွယ်ဝတတ်ပါတယ်။ပိုပြီးကြောက်စရာကောင်းတာကရေသိမ်ကြောင့်ပျက်စီးသွားတဲ့အမြင်အာရုံကြောနဲ့ဆုံးရှုံးသွားတဲ့အမြင်အာရုံကိုပြန်ပြီးတော့ကုသလို့မရတော့ပါဘူး။ဒါကြောင့်မို့ရေသိမ်ကိုစောစောသိပြီးစောစောစိတ်ကုသမှုခံယူဖို့အတွက်အရေးကြီးပါတယ်။ရေသိမ်ဖြစ်လာတယ်ဆိုလို့ရှိရင်တော့ဒီမျက်စိအတွင်းပိုင်းက pressure ကိုချပေးတဲ့မျက်စင်းလိုမျိုးခတ်ရပါတယ်။ရေသိမ်ကုသမှုရဲ့အဓိကရည်ရွယ်ချက်ကကြန့်ရှိနေသေးတဲ့အမြင်အာရုံကိုဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ပဲဖြစ်ပါတယ်။ဆုံးရှုံးသွားတဲ့အမြင်အာရုံကိုတော့ပြန်မရနိုင်တော့ပါဘူး။ဒါကြောင့်မို့အသက်40ကျော်လာတယ်ဆိုလို့ရှိရင်ရေသိမ်နဲ့အတွင်းသိမ်ကို2နှစ်တစ်ခါစစ်ဆေးကြည့်တင်ပါတယ်။